ကျမတို့မိသားစုလိုက်တိုင်ပြင်းတယ်လူကြီးမိဘတွေနဲ့တိုင်ပြင်းတယ်ကျမတို့ဒီကလေးရဲ့ကျမ်းမာရေးကျမတို့အတွေ့အကြုံကတော့အရန်ကောင်းပါတယ်ဆရာဒေါက်တာအနုရာကတော့စေပိုင်းဆိုင်ရာလဲဆရာကျမတို့ကအောင်မြင်မှုထဲပေါ့နော်ဆရာမျိုးလင်းချက်ကတော့သူ့ဘဝအတွက်တက်တောင့်တက်တာနဲ့ပျော်ပျော်ရွှင်ရွှင်နေတော့ဖို့ပဲကျမနာမည်ကတော့မအေဂျူလို့ခေါ်ပါတယ်မောင်ရဲမီကျော်ရဲ့အမေဖြစ်ပါတယ်မောင်ရဲမီကျော်ကယောဂဝေဒနာခံစားနေရတာကြားပဲရှိဟုတ်ကဲ့ကျမတို့မိသားစုလည်းခြေခွဲဝမ်းနေခဲ့ပါတယ်ဟုတ်ဒါကတော့2016ခုနှစ်မှာပေါ့ယောဂစခဲ့တာပေါ့နော်စချင်တော့ကတော့နာစီချောင်းဆိုးဖြစ်ခဲ့တယ်ကျမတို့ကတော့ပုံမှန်နာစီချောင်းဆိုးလို့ပဲထင်ခဲ့တယ်ပေါ့နော်ယောဂကုသမှုလည်းအများကြီးလုပ်ခဲ့တယ်ထိရောက်မှုမရှိခဲ့ပါဘူးရှင်2020ပေါ့နော်ကျမတို့ online တက်လိုက်တဲ့အကြောင်းက online တက်လိုက်တဲ့ချိန်ကျတော့ကလေးကပခုံးလောက်ခဲ့တာပေါ့နော်လောက်ခတ်ခဲ့တာတွေ့ရတာပေါ့နော်2024ကတော့ပေါ့နော်လေပြင်းကဟိုစားပေါ့နော်တိတိတရာဆောင်းသွားတာပေါ့နော်ကျမတို့အတွက်ဝမ်းနဲ့ခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ရှင်ခန်းစားချက်တော့အများကြီးပါပဲဆရာကျမတို့ကတော့ဒီကလေးကိုဘယ်လိုကုသရမလဲဆိုတော့ကျမတို့မိသားစုလိုက်တိုင်ပြင်းတယ်လူကြီးမိဘတွေနဲ့တိုင်ပြင်းတယ်ကျမတို့ဒီကလေးရဲ့ကျမ်းမာရေးကောင်းလာဖို့ဆရာဝန်ကောင်းတစ်ယောက်ရှာတွေ့နိုင်ဖို့လို့ကျမတို့ယုံကြည်ပါတယ်ဒီတက်လဲကျမတို့လည်းဆရာဝန်ကောင်းတစ်ယောက်ကိုအများနဲ့ရှာဖွေခဲ့ပါတယ်ရှင်ပြီးခဲ့တဲ့နေ့ကအုံနောက်နဲ့အာယုံကျော်ဆရာဝန်ကြီးဒေါက်တာအနုရိုက်ဟောပြောတဲ့ဘွဲကိုတက်ရောက်ပြီးမှဆရာကြီးရဲ့လမ်းညွှန်ချက်အရဒီဖက်ဒလိုက်ကိုရောက်ရှိခဲ့ပါတယ်ဖက်ဒလိုက်မှာကျမတို့က DBS နဲ့စပြီးမှကူးခဲ့တယ်ပေါ့နော်ဒါကတော့နောက်ဆုံးပေါ်နီးပညာတစ်ခုပေါ့နော်ဒေါက်တာအနုရာရဲ့လမ်းညွှန်ချက်အရကျမတို့ကကုသခဲ့တယ်ပေါ့တော်တော်လေးတိုးတက်ခဲ့ပါတယ်ရှင်ကလေးကတော့သူကအခုတော့ကားလဲမောင်းနိုင်တယ်ပေါ့နော်ပြီးတော့ဒီနေ့လဲဆေးထိုးတာလဲတနာရီကျော်သူကပခုံးမလုပ်ပဲအငြိမ်နေတယ်ပေါ့နော်ဒါတိုးတက်ခဲ့ပါတယ်ရှင်ကျမတို့အတွေ့အကြုံကတော့အရန်ကောင်းပါတယ်ဆရာဒေါက်တာအနုရာကတော့စေပိုင်းဆိုင်ရာလဲကျမတို့ကိုရှင်းရှင်းလင်းလင်းဖြစ်အောင်ရှင်းပြပါတယ်နျူထရီမှုနဲ့ကြိုးဆိုပါတယ်ပြီးတော့ဆရာကကလေးရဲ့ idol ဖြစ်ပါတယ်နော်ကြည်လိုက်လဲဆရာလိုဖြစ်ချင်တယ်လို့ပြောပါတယ်ဆရာကျမတို့ကအောင်မြင်မှုထဲပေါ့နော်မန်ကန်တဲ့လမ်းကြောင်းမန်ကန်တဲ့ဆရာလက်ထဲရောက်ရှိသွားတာကိုအောင်မြင်မှုလို့ကျမတို့ကယုံကြည်ပါတယ်ဆရာမျိုးလင်းချက်ကတော့သူ့ဘဝအတွက်တက်တောင့်တက်တာနဲ့ပျော်ပျော်ရွှင်ရွှင်နေတော့ဖို့ပဲကျမတို့လိုမျိုးလူနာရှိတဲ့မိသားစုဝင်တွေပြောပြချင်တာကတော့ဗတ်တလိုက်မှာမန်ကန်တဲ့စေကူတာမှုရှိပါတယ်ပေါ့နော်စိတ်သက်မကြပါနဲ့အတင်းထားပါဗတ်တလိုက်ကိုရအောင်လာပြီးမှလာဆောင်စမ်းပါရှင်ကျမတို့အတွေ့အကြုံကိုဒီနေရာကနေမျှဝေပေးရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်မိခင်တယောက်အနေနဲ့ဒါလေးကိုကူညီခဲ့တဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်ဖက်ဒလိုက်ကဒေါက်တာအနုရာနဲ့အဖွဲ့သားများကိုကျေးဇူးတင်ကြောင်းဒီနေ့ကနေပြောပြချင်ပါတယ်